အနေနီးရနဲ့နေဝေးတာဘာပွားလဲတဲ့။ပွားရလေဗျာ။အများကြီးกว่าတယ်။အနေနီးတော့ကြတော့အချိန်မျိုးရှိနိုင်တယ်။အနေဝေးတော့ကြတော့ဖုံးမဲ့ပြောနိုင်မယ်ဗျာ။လေတွေကနေချစ်ချင်းမြတ်တာအကြောင်းတွေပြောပြနိုင်မယ်။ဥမာဗျာအနေဝေးတွေပဲထား။နေမကောင်းဖြစ်ပြီဆိုပါတော့။နေမကောင်းဖြစ်ပြီဖုန်းလေးဆက်မယ်။ဟယ်လိုချစ်လေးနေမကောင်းဆိုယူဆိုင်တော့ချစ်လေးဒီလားဆေးတောင်းတော့အားရှိအောင်စားတော့ချစ်လေးစောစောအိမ်တော့ဒီလောက်ပဲဗျအနေနီးရဲ့ဆိုပါစို့အနေနီးရဲ့ခါကြရင်ကိုချစ်နေမကောင်းဒီလားဟုတ်လားချစ်နေမကောင်းဟုတ်လားအဲ့လိုခဏဆောင်တော့ကိုလာခဲ့မယ်ဆိုပြီးတော့ခဏနေကြရောက်လာပါလိမ့်မယ်ဆိုင်ငယ်ကြီးနဲ့တစ်ဖက်ကဆေးအိတ်ကြီးကိုဒီလက်ကဆိုကိုင်းတစ်ဖက်ကကျတော့ဆေးမတောက်ခင်စားဖို့အားရှိအောင်စားဖို့အတွက်ရရန်တွေမုတ်တွေပြီးတော့အားရှိဖို့အတွက်နှိုးတွေချိုရည်တွေပေါ့ဗျာတစ်ဖက်ကလက်ကဆွဲဘူးဆိုင်ငယ်ကြီးနဲ့လာပြီရောက်လာပြီမမလေးကလာကြိုတယ်ပဲထားဗျာနေမကောင်းဆိုချစ်ဘာလို့ပြန်ထွက်နေရလဲနှစ်ဖူးလေးကိုလက်လေးနဲ့ဆန်းချစ်လေးကိုရီပူနေရနော်ဒီလားဒီမဲ့ဆေးတွေပါတယ်ဆေးတွေတောက်လိုက်ဒီမဲ့ဆေးမတောက်ခင်ဒီမုတ်တွေကိုရင်စားနော်အားရှိသွားအောင်လို့ပြီးတော့နှစ်ဖူးလေးကိုတသားလေးနန်းမမုံပါးလေးကိုနန်းအားမပြန်ပြောလိုက်မယ်ဗျာကိုနန်းလိုက်တာနဲ့တင်ချစ်နေမကောင်းတာတဝက်ပြောက်သွားပြီအကုန်ပြောက်သွားပြီပေါ့ဗျာဘလောက်ကြည်နေဖို့ကောင်းလဲဒါအနေနီးရဲ့လူတွေပဲရနိုင်တဲ့အရာဗျအနေဝေးရဲ့လူတွေကြတော့ဗျာကျွန်တော်တို့အနမ်းပေးခြင်းနဲ့ဆိုရင်တော့မှဖုံးကြီးခံနေတယ်ဗျာဖုံးထဲကလေဟာနဲ့မိုင်ပေါင်းများစွာကြားထဲမှာခံနေတယ်ကျွန်တော်တို့နှကန်းအနမ်းနဲ့ကျွန်တော်တို့နှကန်းရဲ့အထီးတွေ့ရသူ့ရဲ့ပါးပေါ်သူ့ရဲ့နှစ်ဖူးပေါ်တကယ်မရောက်ဘူးဗျအနေနီးရဲ့လူတွေကြတော့ကိုနန်းညင်နေနေရကိုနှကန်းရဲ့တီနေရအတိုင်းကိုရဲ့နှကန်းရဲ့အထီးတွေ့ရတကယ်ရောက်တယ်အနေနီးမှမြဲတာအနေဝေးမှမြဲတာမျိုးလည်းမဟုတ်ပါဘူးတကယ်တော့ကျွန်တော်တို့ရွေးချက်ထားတဲ့လူကအချစ်တစ်ခုတည်းကိုပဲလိုအပ်တဲ့လူနှွေးထွေးမှုတစ်ခုတည်းပဲလိုအပ်တဲ့လူဆိုတော့ဒီစကလုံးနေနဲ့လေကျွန်တော်တို့ပြောတဲ့အခါကျရင်သူ့အတွက်နှွေးထွေးနေမှာပဲအမှန်ပဲဗျာဒါမှမဟုတ်ကိုရွေးချက်ထားတဲ့လူကကိုလက်လေးကိုကင်မိထားမှအချစ်လို့ထင်တာမျိုးကိုရဲ့နှစ်ဖူးလေးကိုနမ်းမှအချစ်လို့ထင်တာမျိုးလို့သုံးပြထားရဆိုရင်လေဒါလည်းကိုရွေးချက်ထားတဲ့လူပဲဗျအဲ့ဒါကြောင့်ပဲအနေဝေးရင်သွေးရလို့အနေနည်းရဲ့လူပေါ်မှာစိတ်ရလာလို့ဆိုရင်ဖြစ်လာတာတကယ်တော့အနေဝေးတိုင်းလဲမဝေးတယ်လို့အနေနီးတိုင်းလဲတကယ်မများပါဘူးကိုကဘလို့လိုမျိုးကိုရွေးချယ်ထားရဲဆိုတဲ့လူပုံမှာပဲမူတည်တာဗျအနေဝေးရနဲ့အနေနီးကဘာပွာလဲဆိုတော့ထိတွေ့တွေပွာတာပေါ့ဗျာယူဆိုင်ပေးနိုင်တာတွေပွာတာပေါ့များသောအားဖြင့်ကျွန်တော်တို့အဝေးရနေပြီးတော့ပို့တဲ့မြတ်တာတွေကသူတို့တို့အတူရောင်တွေဖြစ်နေတတ်တယ်စဉ်းစားကြည့်လေကျွန်တော်တို့တကယ်နိုင်အောင်မှသူ့ကိုတကယ်ထိတာမှမဟုတ်တာကျွန်တော်တို့ကလက်လေးကြိုက်ထားခြင်းနဲ့လူဆိုင်ပါလို့ပြောတဲ့စကားတွေကသူ့အတွက်ပေါ့ပြက်ပြက်ဖြစ်ရင်ဖြစ်နေမှာပေါ့ဒါပေမဲ့အနေနဲ့ရဲ့လူကဒီလိုနေရာမျိုးတွေမှာစားတယ်